အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်အောင်တန်းသူရင်းနဲ့ဖြစ်ပါတယ်ကျွန်တော်က British University College BSc Computer Science မှာပညာသင်ကြားနေတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်ကျွန်တော်ကဒီ British University ကသင်ကြားခဲ့တဲ့ International Foundation အတန်းမှာပညာသင်ကြားခဲ့တဲ့ကျောင်းသားတစ်ယောက်လည်းဖြစ်ပါတယ်ဒီ Foundation အတန်းမတက်ခင်မှာလည်းကျွန်တော်ကဒီတခြား diploma နဲ့ပတ်သက်တဲ့သင်တန်းကျောင်းတွေမှာလည်းတက်ရောက်သင်ကြားခဲ့ပါတယ်ဒီ Foundation အတန်းကိုတက်ရောက်သင်ကြားတဲ့အကြောင်းရင်းကတော့ကျွန်တော်ကဒီအင်္ဂလိပ်စာရေးချင်းတိုးတက်ဖို့နဲ့ဒီနိုင်ငံကပညာရေးစနစ်တွေကိုလေ့လာသင်ခြင်းတဲ့အတွက်ကြောင့်တက်ရောက်ခြင်းဖြစ်ပါတယ်Foundation Programming အတန်းမတက်ခင်မှာကျွန်တော်နေရာစင်ကမှုလေးရအောင်အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ပိုင်းမှာဆိုရင်ကျွန်တော်အားနည်းချက်လေးရရှိခဲ့ပါတယ်ဒီအားနည်းချက်လေးကကျွန်တော်အတွက်က speaking ရဲ့ listening ရဲ့ပဲဖြစ်ပါတယ်ဒီ Foundation တန်းကိုတက်ရတဲ့အကြောင်းရင်းကကျွန်တော်ခုနကပြောခဲ့လို့ပေါ့နော်ကျွန်တော်ပညာရေးစနစ်ကိုတိုးတက်ဖို့အတွက်ရဒီပြုရှင်ဒီနိုင်ငံတကာပညာရေးစနစ်တွေကိုလေ့လာသိရှိဖို့အတွက်တက်ရောက်ခြင်းဖြစ်ပါတယ်Foundation Programming ကိုကျွန်တော်စတင်တက်ရောက်တဲ့အချိန်မှာဆိုရင်ကျွန်တော်အတွက်ကဒီစိုးရိမ်မှုရဲ့ဒီစိတ်လှုပ်ရှားမှုရဲ့နှစ်ခုကိုကျွန်တော်တုံ့ပြန်ခဲ့ရပါတယ်ဒီ foundation တန်းကိုကျွန်တော်စတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ကဒီစိတ်လှုပ်ရှားမှုတွေရခဲ့တယ်။ဘာလို့ဆိုတော့ဒီပညာရေးစနစ်တွေရဲ့တန်ငယ်ကျောင်းသူတငယ်မိတ်ဆွေတငယ်ချင်းတွေလည်းရခဲ့တယ်။အဲမျိုးကြောင့်ကျွန်တော်တို့ဒီ foundation တန်းမှာမတရားတွေအတွေ့အကြုံတွေအများကြီးရခဲ့ကြပါတယ်။အော်တော့ဒီ foundation တန်းမှာဆိုရှင်ဒီသင်ကြားမှုစနစ်တွေလေ့လာမှုတွေရခဲ့တယ်။ပြီးလို့ရှိရင်တငယ်ချင်းတွေနဲ့changing activity ပိုင်းလေးမှာဆိုရှင်လည်း group လိုက်လုပ်ရရလေးရရှိပါတယ်ဒီမျိုးအရာတွေကနေတစ်စင်းကျွန်တော်တို့ကဒီအင်္ဂလိပ်စာဘာသာကိုအချင်းချင်းပြောဆိုရတဲ့အတွက်ကြောင့်ဒီအချင်းဒီကနေကတစ်စင်းကျွန်တော်တို့အင်္ဂလိပ်စာထောက်ကူတွေအများကြီးရရှိခဲ့ပါတယ်ဒီ foundation တန်းဘာသာရဲ့ကဒီအင်္ဂလိပ်စာဘာသာကိုသူပြုသင်ကြားရတဲ့ဘာသာရဲ့ဖြစ်တဲ့အတွက်ကြောင့်စာသင်ခန်းတွေမှာဆိုရှင်ကျွန်တော်တို့ကဒီအချင်းချင်းတငယ်ချင်းတွေဆိုရှင်အင်္ဂလိပ်စာဘာသာကိုပဲအထူးပြုပြီးတော့ကွန်ပျူတာဖြစ်ပါတယ်ဒီမျိုး basic တကယ်ချင်းအနေနဲ့ကျွန်တော်ဒီအကြောင်းရဲ့စာသင်ခန်းမှာဆိုရင်ပြောလို့ရှိရ activity ပိုင်းမှာဆိုရင်ချင်းချင်း communicate လုပ်ရခါမှာလေကျွန်တော်မှားပိုင်းတွေရှိရဲမှားရအောင်လေကျွန်တော်အချင်းချင်းထောက်ကြတဲ့အတွက်ကြောင့်ဒီအင်္ဂလိပ်စာမှာလည်းကျွန်တော်တို့အထောက်အကူတင်ပြီးရရှိခဲ့ပါတယ်အင်္ဂလိပ်စာပိုင်းမှာဆိုရင်ကျွန်တော်အားနည်းချက်တွေက speaking ရဲ့ listening ရဲ့ဖြစ်တဲ့အတွက်ကြောင့်ဒီအားနည်းချက်တွေကိုကျွန်တော်ကအချိန်တစ်ခုသက်မှန်ပြီးတော့ကျွန်တော်တို့time management တွေလုပ်တယ်ပြီးလို့ရှိရင်တန်းအပေးရဲ့ lecture တွေအင်စာတွေပေါ့နော်အမျိုးတွေကိုကျွန်တော်လေ့လာပြီးတော့အဲ့အနေတစ်စင်းကျွန်တော်တခြားအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့အရာတွေကိုထပ်လေ့လာတယ်အမျိုးအနေစင်းစုံအချိန်စင်ကောမှုတွေကိုကြောက်ဖြစ်နိုင်ခဲ့ပါတယ် foundation တန်းမှာတက်ရောက်သင်ကြားခဲ့ရတဲ့သင်ခန်းစာတွေအတွေ့အကြုံတွေကြောင့်ကျွန်တော်တို့တိုးတက်မှုတွေရရှိခဲ့ပြီးကျွန်တော်ဒီဘာသာရပ်တွေရွေးတဲ့အခါမှာလည်း High Diploma in Information Technology ဘက်ကိုကျွန်တော်ဆက်လက်ပြီးတော့ပညာသင်ကြားခဲ့ပါတယ်အမှတ်တရရင်းဆိုရှင်ကျွန်တော်ဆရာမတွေကပေါ့နော်ကျွန်တော်ပညာရေးကျွန်တော်ပညာသင်ကြားခါမှာရှင်လေကျွန်တော်ကိုစိတ်ရှိပြီးခံပြီးတော့ကျွန်တော်နေရာစာလေးကိုလည်းမေးရခါမှာလေဒီတေချာလေးရှင်းပြပေးကြပါတယ်ကျွန်တော်ဒီမျိုးရှင်းပြပေးရတဲ့ကြောင့်ဆရာမရဲ့ပတ်ကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီမျိုးသင်ကြားရဲ့အချိန်မှာလည်းကျွန်တော်တွေ့ကြုံတွေ့တယ်ရပြီးလို့ရှိရင်ဆရာမရဲ့သင်ကြားတဲ့ပုံစံမျိုးကျွန်တော်သိပင်ရတယ်ဆရာမရဲ့ပညာသင်ကြားတဲ့ခါမှာလည်းကျွန်တော်တို့ကိုစိတ်ရှိပြီးခံပေးတဲ့အပြင်ကျွန်တော်တို့နေရာလေးစာလေးတွေရှင်းပြတဲ့ခါကြောင့်ရှင်လည်းကျွန်တော်တို့ဆရာမရဲ့တစ်စင်းအတွေ့အကြုံတွေဘူးတူတာတွေရခဲ့ကြပါတယ်အဲ့ဒီအတွက်ဆရာမရဲ့အားလုံးကျွန်တော်ဒီအနေနဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကျွန်တော်တန်းမှာဆိုရှင်လည်းအကြောင်းအားပေးတယ်အင်စာတွေအမျိုးပေါ့နော်အင်စာတွေရှိပါတယ်အမျိုးကနေပြီးတော့ရှင်တခြားအမျိုး group live presentation တို့ project အမျိုးဟာလေးကိုလည်းလောက်ဆောင်ရပါတယ်အမျိုးလောက်ဆောင်တဲ့အခါမှာလည်းကျွန်တော်ကဒီ team work နေနဲ့လောက်ဆောင်ရတဲ့ group project တွေအမျိုးကနေတစ်စင်းကျွန်တော်ကဒီတငယ်ချင်းတွေရဲ့ idea တွေမတူညီရဲ့ knowledge တွေပေါ့နော်သူရဲ့ဘူရာကိုကျွန်တော်ကတိုက်ရှိရပြီးတော့ team အမျိုးတငယ်ချင်းကောင်းတွေရဲ့တငယ်ချင်းကောင်းတွေပေါ့နော်အမျိုးများရရှိခဲ့ပါတယ်ကျွန်တော်လက်ရှိမှာဒီ computer science ကိုဆက်လက်သင်ကြားနေပါတယ် computer science ကိုသင်ကြားတဲ့အကြောင်းရင်းကတော့ University of Sutherland ကပေးရတဲ့ပွဲဖြစ်တဲ့ကြောင့်ဒီပြီးရှင်ဒီအကြောင်းရဲ့ ranking ရတယ်ကောင်းမွန်တဲ့အတွက်ကျွန်တော်ဒီကန်ကိုဆက်လက်သင်ကြားခြင်းဖြစ်ပါတယ်ကျွန်တော်မျိုး BSc Honors in Computer Science ဘက်ကိုလိုချင်တဲ့ညီမလေးအတွက်ဒီချိန်တိုအတွင်းကုန်ကျစရိတ်တက်တာလည်းလူချင်းတဲ့ဘက်ကိုလည်းရရှိနိုင်တဲ့ British University College ကိုတက်ရောက်ဖို့အတွက်ကျွန်တော် recommend ပေးပါတယ်